စစ်နေရွှေပလင်းချက်မှဆံသေးချိန်ခါရောင်မတီမင်္ဂလာစင်ရနာစီလို့မာနမီရဲ့အာမန်တင်ကဝတ္တဝရီနတ်ပြည်ကလာစစ်ချီကရန်တွေမှုလို့ဖျားကိုရှင်တုပလင်းလူပြန်နာဒီခံမ၍အမြင်မထားပါရမီစေပါနဲ့မာနယံနေနေမေရှာမြစ်တာတဲ့နေကိုပြမြတ်စွာစောင်းနေရဲ့အောင်ရင်ပထမအာလူဤပြည်အနီးညောင်မင်းကြီးမှာတူရီတလူကြီးအာလာဝကဆံရတဏိတော်မြတ်စွာဘဂဝါသူဆန္နဉာဏ်တော်မူလာတလူကြီး